OK အားလုံးပဲမင်္ဂလာပါကျွန်တော်တန်လေးကြားမယ်ထင်ပါတယ်ခင်ဗျာဆိုတော့ဒီနေ့ကကျွန်တော်ရဲ့ဒါ day 3ပေါ့နော်ဆိုတော့ပထမတနေ့မနက်တုန်းကဒါကျွန်တော်တို့ဒါဆရာတပည့်เนาะဆိုတော့ဆရာတပည့်2ယောက်ရဲ့4နှစ်ကြာခွဲခွာမှုကနေပြီးတော့မှဒါကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အခြေအနေလေးတွေကိုဒါကျွန်တော်ပြောခဲ့တယ်ပေါ့เนาะအဲ့ဒီဟာအောင်မှာပါပဲဒီကျွန်တော်တို့အကျိုးတရားပြီးတော့အကြောင်းတရားပြီးတော့ကျွန်တော်တို့အရင်အမြင့်ဆိုပြီးတော့ဒီအဆင့်30နဲ့ဒါကျွန်တော်ခွဲပြီးတော့ကျွန်တော်ပြောခဲ့တယ်ဆိုတော့မနေ့ညကတော့ဒါကျွန်တော်ဒါwater talk ပေါ့เนาะဆိုတော့ပထမနေ့ကတော့ကျွန်တော်ဒါကအမေရိကန်နို talk ကျွန်တော်ပြောတယ်မနေ့ညကြတော့ကျွန်တော်ည10နာရီလောက်ဖြစ်မယ်9နာရီလောက်ဖြစ်မယ်ထင်တယ်ဆိုတော့အဲ့ဒီမှာတော့ကျွန်တော်water talk ဆိုပြီးကျွန်တော်ပြောတယ်အဓိကအဖြစ်တော့ကျွန်တော်တို့ဒီတဘာဝဓမ္မရဲ့ဒါစီစဉ်မှုအကြောင်းကျွန်တော်အဓိကပြောတယ်ပေါ့နော်ဆိုတော့အဲ့ဒီဗီဒီယိုလေးလည်းကျွန်တော်ဒါပြီးရင်YouTube မှာလည်းပြန်တင်ဖို့ရှိပါတယ်ဆိုတော့အခုကျွန်တော်ရဲ့ဒီ personal profile မှာလည်းဒါကျွန်တော်မနေ့ည live လွှင့်ထားတဲ့ဟာလေးလည်းသွားကြည့်လို့ရပါတယ်ပေါ့နော် Okay ဆိုတော့ဒီနေ့က day 3ပေါ့နော်ဆိုတော့ day 3ရောက်သွားပြီဆိုတော့ day 3ရောက်သွားပြီဖြစ်တဲ့အတွက်ပြီးတော့ဒီနေ့ကထူးထူးခြားခြားလဲဒါကValentine Day လည်းဖြစ်တယ်ပေါ့နော်Valentine Day လည်းဖြစ်တယ်February 14ရက်နေ့ပေါ့နော်အဲ့တော့ကျွန်တော်ကဒီနေ့ကိုဗာစဉ်းစားထားလဲဆိုတော့ day 3အနေနဲ့ပေါ့နော်coffee counseling ပေါ့ဆိုတော့ coffee counseling for couple ဆိုပြီးတော့ဒါကျွန်တော် day 3ကိုကျွန်တော်နာမည်ပေးထားတယ်ဆိုတော့ talk တော့မဟုတ်တော့ဘူးဒီတစ်ခေါက်ကတော့သူက counseling ကောင်းစဉ်အောက်ထဲမှာတော့ဖြစ်သွားမယ်ပေါ့နော်အတူတူပါပဲသဘောတရားချင်းကတော့ Okay ဆိုတော့ကျွန်တော်ဒီအစီအစဉ်လေးကိုအစောပိုင်းတော့ပွဲတစ်ပွဲအနေနဲ့ဒါကျွန်တော်လှုပ်ပြီးတော့သွားမယ်လို့ကျွန်တော်အစောကစဉ်းစားထားတာပေါ့နော်ဒါပေမဲ့လည်းအခြေအနေအကြောင်းနေရှိတော့ပွဲမလို့ဖြစ်လိုက်ပဲနဲ့ဒီလိုပဲပေါ့ပါလေးပဲဒါ live လွှင့်ရင်းနဲ့ဒါကျွန်တော်စကားပြောပြသွားတယ်ပေါ့နော် Okay ဆိုတော့ဒီနေ့မှာကျွန်တော်ဘာတွေလုပ်မလဲဆိုတော့ဘာတွေလုပ်မလဲဘာတွေပြောမလဲဆိုတော့ကျွန်တော်3ခုเนาะကျွန်တော်အတူတူ3ခုလောက်ကြာဆိုတော့ပထမတစ်ခုကကြတော့ကျွန်တော်ကဒီ coffee counseling ပေါ့เนาะသူတစ်ဖြင့်ဒီ couple တွေအတွက်ပေါ့ဆိုတော့ဒီနေ့ Valentine Day ဖြစ်တဲ့အတွက် couple တွေအတွက်ကိုကျွန်တော်က coffee counseling လေးကျွန်တော်နည်းနည်းမျှဝေပေးမယ်ပေါ့เนาะဆိုတော့ဟာလာနံပါတ်1ဆိုတော့နံပါတ်2ကကြတော့ကျွန်တော် Vietnamese drip coffee ကျွန်တော်ဖြော်မယ်အဲ့ coffee ဖြော်နေနေတယ်မယ်ကျွန်တော်ဒီ coffee ကနေပြီးတော့မှဒီ couple တွေအတွက်ဘယ်လိုတဘာဝပေါ့နော် coffee ဖြော်တာတဘာဝပဲကျွန်တော်ပုံမှန်တူကို coffee ဖြော်နေကြတာပဲဆိုတော့ဒီတဘာဝတဲကမှစိတ်ကျမ်းမာရေးတော့ကျွန်တော်တို့ mental health နဲ့ပတ်သက်ပြီးတော့ဓမ္မတွေဘယ်လိုဆွတ်ထုတ်ကြမလဲစိတ်တွေပြcoffee ကတော့ကျွန်တော်တို့ရှေ့မှာဖြော်နေတာဖြစ်တဲ့အတွက်ဒါတဘာဝပဲဒါလူတိုင်းမြင်ပြီးသားလူတိုင်းရင်းနှီးပြီးသားဒါပေမဲ့ဒီကနေပြီးတော့မှကျွန်တော်တို့စိတ်ခံစားချက်ထဲကိုရောက်လာရင်ဒါဓမ္မအနေနဲ့ပြောင်းပါတယ်ပေါ့နော်အဲ့တော့ coffee ဖြော်နေနဲ့ coffee တောက်နေနဲ့ကျွန်တော်တို့တဘာဝဓမ္မကိုဘယ်လိုမျိုးမြင်အောင်လုပ်ကြမလဲဘယ်လိုမျိုးကျွန်တော်တို့နားလည်ခွင့်ရကြမလဲကျွန်တော်တို့သွားမယ်ပေါ့နော်ဆိုတော့ဒါကတော့ coffee ဖြော်နေနဲ့ကဒုတိယတစ်ခုဖြစ်မယ်တတိယတစ်ခုကကြတော့ဒီ equation ပေါ့ဆိုတော့ equation ကကျွန်တော်တို့အလွယ်ပြောရလို့ရှိရင်ကျွန်တော်တို့IQ တို့ဒါ EQ တို့စသဖြင့် CQ တို့ AQ စသဖြင့်ရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ဒါက8ခုရှိတယ်ဆိုတော့ equation ကိုခေါ်ပါတယ်ဆိုတော့ဒီ equation ကအခုဒီ coffee တောက်နေနေတင်ပဲဒီ equation နဲ့သွားပြီးကျွန်တော်တို့ချိတ်ဆက်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ reflection ပြန်ပြီးတော့လုပ်ကြည့်ကြမယ်ပေါ့နော်အဲ့တော့ဒါကနံပါတ်3ပေါ့တော့ပြန်ပြောရလို့ရှိရင်ပထမနံပါတ်1ကကျွန်တော်တို့ဒီ coffee နဲ့ပတ်သက်ပြီးတော့ဒီ coffee counseling သဘောမျိုး coffee တွေကရလာတဲ့သဘာဝဓမ္မတွေအကြောင်းကိုကျွန်တော်နည်းနည်းလေးရှင်းပြမယ်နည်းနည်းလေးပြောပြမယ်ပြောရချင်းကျွန်တော်ဓမ္မ Vietnamese drip coffee ကျွန်တော်ဖြော်မယ်ဖြော်နေနေတင်ပဲလေ coffee ကနေပြီးတော့မှရလာတဲ့ဒီ couple တွေအတွက်သဘာဝဓမ္မတွေကျွန်တော်ပြောပြပေးမယ်သူတစ်ပြင်းတော့စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းကျွန်တော်ဆက်ပြီးပြောပြပေးမယ်အဲ့ဒါပြီးသွားလို့ရှိရင်ကျွန်တော်တို့ 8 เนาะဆိုတော့ question 8ခုနဲ့ကျွန်တော်တို့ဘယ်လိုမျိုးချိတ်ဆက်ပြီးတော့ဒီဘယ်လိုပြောမလဲ coffee counseling ကဒီ couple တွေအတွက်ဘယ်လိုအကျိုးရှိမယ်ဆိုတဲ့ဟာလေးတစ်ခါ
ခါတည်းပြောပြမှာပေါ့နော်အဲ့တော့ပထမဦးဆုံးအရင်ဦးဆုံးကျွန်တော်တို့ဒီ coffee နဲ့ကျွန်တော်တို့ counseling ကိုအရင်ဦးဆုံးကြည့်အောင်ဆိုတော့ counseling ဆိုတာကတော့ဒါအားလုံးဒါတော်တော်များများကြားဘူးကြလိမ့်မယ်ဆိုတော့ကျွန်တော်တို့ဒါကစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နှစ်သိမ့်ဆွေးနွေးတဲ့ဒါအစီအစဉ်လေးတွေ session လေးတွေကျွန်တော်တို့ကဒါက counseling လို့ခေါ်တယ်ပေါ့နော်အဲ့တော့ coffee counseling လို့ပြောတာဖြစ်တဲ့အတွက်ကျွန်တော်တို့က counseling လုပ်ရင်းနဲ့ coffee တောက်တာလားဆိုတော့မဟုတ်ပါဘူးဆိုတော့အခုကျွန်တော်ကဟိုခေါင်းစဉ်ကို coffee counseling လို့ပေးလိုက်ပြီးတော့ဒါဘယ်လိုပြောမလဲစိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ဒါအထောက်အကူဖြစ်စေတဲ့အကြောင်းအရာလေးတွေကို sharing ပေးတာပေါ့နော်အဲ့တော့ကျွန်တော်တို့ counseling session တွေမှာ coffee တောက်လားမတောက်လားတော့ it's okay ပြဿနာမရှိဘူးတောက်လဲရတယ်မတောက်လဲရတယ်ပေါ့နော်တောက်လို့ရှိရင်တော့အနည်းဆုံးတော့စိတ်ပူပြီးတော့တီတီငြိမ်ငြိမ်လေးတွေဖြစ်မယ်ပေါ့ဒါမှမဟုတ်ရှင်လဲကဲလို့စိတ်အရင်လှုပ်ရှားတတ်တယ်ဆိုလို့ရှိရင်လည်းမတောက်လဲရတယ်ဆိုတော့တောက်တယ်မတောက်ဘူးတွေကဒါတွေကဘာတတ်မှတ်ချက်ဘာကန့်သက်ချက်မှမရှိပါဘူးတောက်လဲရပါမတောက်လဲရပါโอเคဆိုတော့ကျွန်တော်တို့အရင်ဦးဆုံး coffee နဲ့ counseling ကိုအရင်ကကျွန်တော်ချိတ်ကြည့်မယ်သူတစ်ပြင်းတော့စိတ်ကြမ်းမာရေးနဲ့အရင်ကကျွန်တော်ချိတ်ကြည့်မယ်ပေါ့နော်အဲ့တော့အရင်ဦးဆုံးကျွန်တော်ပြောချင်တာက couple တွေပေါ့ဆိုတော့ couple လို့ကျွန်တော်တို့ပြောတဲ့အခါမှာနော်ဒီခေတ်ဒီခါရကအမျိုးသားနဲ့အမျိုးသမီးတော်၎င်းအမျိုးသားနဲ့အမျိုးသားချင်းတော်၎င်းအမျိုးသမီးနဲ့အမျိုးသမီးချင်းတော်၎င်းကျွန်တော်တို့ရှိကြတယ်ဆိုတော့ဒီ relationship တွေမှာเนาะဒီလို relationship တွေမှာကျွန်တော်တို့တွေတယောက်ကိုတယောက်အပြန်အလှန် view ဆိုင်ကြတယ်တစ္ဆာရှိကြတယ်ကျင်နာကြတယ်ယူရကြတယ်နားလည်မှုတွေပေးကြတယ်စသဖြင့်เนาะဆိုတော့ဒီလိုမျိုး couple relationship တွေကျွန်တော်ဒါမျိုးလေးရှိကြတယ်ဆိုတော့ဒါပေမဲ့အများစုเนาะ couple အများစုလုပ်ဖို့ပြက်ကွက်နေတဲ့အကြောင်းတရားဒါမှမဟုတ်လို့ရှိရင်လည်းလုပ်ဖို့နဲတဲ့ဆိုတဲ့ပြလှုပ်လေလှုပ်ထနဲတဲ့အကြောင်းတရားဒါမှမဟုတ်လို့ရှိရင်လည်းလှုပ်တော့လှုပ်တယ်တိတ်ပြီးတော့အာယုံစိုက်တာမျိုးဒါမှမဟုတ်ရှင်လည်းတိတ်ပြီးတော့အလေးထားတာမျိုးတိတ်ပြီးတော့ view စိုက်တာမျိုးမရှိတဲ့အကြောင်းတရားအဲ့ဒါဘာလဲဆိုတော့နားထောင်ခြင်းပဲဆိုတော့ကျွန်တော်တို့တွေက relationship တွေကို build လုပ်နေပြီတည်ဆောက်နေပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေနားထောင်တတ်ဖို့လိုတယ်ဗျအခုနကျွန်တော်ပြောပြတဲ့မှာရှိမှချစ်ချင်းမြတ်တာတွေပါတယ်ဟုတ်တယ်မှာ view site တာတွေပါတယ်ယူရတွေပါတယ်ကူညီတာတွေပါတယ်ထွေးပွေတာတွေပါတယ်အားပေးတာတွေပါတယ်အများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့တွေကနားထောင်ဖို့ကိုပြက်ကွက်လေးရှိကြနော်ကျွန်တော်တို့တွေကနားထောင်ဖို့ပြက်ကွက်လေးရှိကြဆိုတော့ဘာဖြစ်လို့နားထောင်ဖို့ပြက်ကွက်လေးရှိတာလဲအကြောင်းရတာတော့အများကြီးရှိတယ်ပေါ့နော်ဆိုတော့ couple တိုင်းမှာမတူညီတဲ့အကြောင်းအရာလေးတွေအများကြီးရှိဒါပေမဲ့အဲ့ဒီဟာတွေကိုပြန်ပြီးတော့ခြုံပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်လို့နားထောင်မှုကပြက်ကွက်တာလဲဆိုတော့ကိုပို့ပြီးတော့ဦးစားပေးမိသွားလို့โอเคကိုပို့ပြီးတော့ဦးစားပေးမိသွားလို့အဲ့တော့လူတွေကနော်လူတွေကကိုယ့်ဘာသာကိုချစ်တတ်ကြတယ်ကိုယ့်ဘာသာကို view စိုက်တတ်ကြတယ်ကိုယ့်ဘာသာကိုဦးစားပေးတတ်ကြတယ်ဒါတဘာဝပဲโอเคဒါတဘာဝလူလိုပြောလိုက်လို့ရှိရင်အတ္တနဲ့မာနကအကြီးဆုံးပဲအဲ့တော့ကိုပို့ပြီးတော့ဦးစားပေးတယ်ကိုပို့ပြီးတော့ view စိုက်တယ်ကိုပို့ပြီးတန်ဖိုးထားတယ်အဲ့တော့ကျွန်တော်တို့ကနားထောင်လိုက်ဖို့ထက်ပြောဖို့ပဲပို့ပြီးတော့ဦးစားပေးလေးရှိနားထောင်တာထက်ပြောဖို့ပို့ပြီးဦးစားပေးအဲ့တော့ relationship တွေမှာကိုပို့ပြီးတော့ဦးစားပေးလိုက်တယ်ကိုယ့်ရဲ့အတ္တကိုယ့်ရဲ့မာနဦးစားပေးလိုက်တဲ့အခါကျွန်တော်တို့တွေကနားထောင်ဖို့ထက်ပြောဖို့ကိုပဲပို့ပြီးတော့ဦးစားပေးမိသွားကြတယ်โอเคဒါကသဘာဝအဲ့တော့သဘာဝလို့ပြောတာဖြစ်တဲ့အတွက်မှန်တယ်မှားတယ်ကိုကျွန်တော်တို့ပြောနေတာမဟုတ်ဘူးကျွန်တော်တို့ကသဘာဝအကြောင်းပြောနေတာเนาะသဘာဝအကြောင်းပြောနေတာအဲ့တော့အဲ့လိုသဘောတရားမျိုးမှာပဲကျွန်တော်တို့တွေကဘာရှိမလဲเนาะ coffee နဲ့စားကြည့်အောင်ဆိုတော့ကျွန်တော်တို့ coffee တစ်ခွက်ကိုဖြော်မယ်ဆိုလို့ရှိရင်เนาะ
အကြောင်းအရာနှစ်ခုကအရေးတကြီးလို့နော်အကြောင်းအရာနှစ်ခုပထမခုကဘာလဲဆိုတော့ coffee မှုန့်ရဲ့ပမာဏ okay နံပါတ်1က coffee မှုန့်ရဲ့ပမာဏနံပါတ်2ကရေနွေးရဲ့ပမာဏ okay ကျွန်တော် coffee တစ်ခွက်ဖြော်တော့မယ်ဆိုလို့ရှိရင် coffee မှုန့်ရဲ့ပမာဏကအရေးကြီးတယ်ပြီးရင်ရေနွေးရဲ့ပမာဏကအရေးကြီးတယ်ဆိုတော့ဒီပြ coffee အမှုန့်ကိုဘယ်လောက်ထည့်မလဲရေနွေးကိုဘယ်လောက်ထည့်မလဲဆိုတော့ဒါကအရေးကြီးတယ်အဲ့တော့အဲ့ဒီသဘောတရားအတိုင်းပဲเนาะအဲ့ဒီသဘောတရားအတိုင်းပဲကျွန်တော်တို့တွေ couple တွေကျွန်တော်တို့တွေ relationship တွေမှာလဲအကြောင်းတရားနှစ်ခုကအရေးကြီးတဲ့ထဲမှာရှိဆိုတော့ဒီနှစ်ခုပဲအရေးကြီးတာလားလို့ပြောတာမဟုတ်ဘူးတခြားအရေးကြီးတဲ့ဟာတွေအများကြီးရှိတယ်ကျွန်တော် coffee ဖြော်တဲ့အခါမှာလည်းတခြားအရေးကြီးတဲ့ဟာအများကြီးရှိတယ်ဒါပေမဲ့အဓိကအရေးကြီးတဲ့အကြောင်းအရာเนาะလုံးဝကိုအရေးအကြီးတကအကြီးဆုံးဒါမှမဟုတ်လို့ရှိရင်လဲ foundation အနေနဲ့အရေးကြီးတဲ့အကြောင်းအရာပြောတာဖြစ်တယ်ပေါ့เนาะအဲ့တော့နံပါတ်1ကဘာလဲဆိုတော့ကျွန်တော်တို့တွေ coffee မှုန့်နံပါတ်2ကရေနွေးဆိုတော့ coffee မှုန့်ပမာဏနံပါတ်2ကရေနွေးပမာဏအဲ့လိုသဘောတရားမျိုးပဲကျွန်တော်တို့ relationship ဒီ couple တွေမှာလဲနံပါတ်1ကိုတို့နှစ်ယောက်အတူတူရှိနေတဲ့အချိန်เนาะအတူတူရှိနေတဲ့အချိန်ကလည်းရေးကြီးသလိုမျိုးနံပါတ်2ကိုယ့်ရဲ့ personal space လို့ခေါ်တယ်ကိုတယောက်တည်းရှိနေတဲ့အချိန်ဒါကလည်းအရေးကြီးအဲ့တော့ couple တွေပဲဟုတ်တယ်မလားဆိုတော့ relationship တွေပဲဒါမှမဟုတ်ရင်လည်းအိမ်တော်တွေပဲစသဖြင့်အတူတူရှိနေတာဆိုတော့အဲ့ဒီအခြေအနေမျိုးမှာအတူတူရှိနေရတဲ့အချိန်ပမာဏကလည်းအရေးကြီးတယ်လို့တယောက်တည်းကျွန်တော်တို့ရဲ့ personal space လို့ခေါ်တဲ့တူတယောက်တည်းရှိနေရတဲ့အချိန်ကလည်းအရေးကြီးပါဆိုတော့အဲ့ဒီဟာကပဲခုန coffee နဲ့ရေနွေးလိုမျိုးပဲအရေးကြီးဘာဖြစ်လို့ကျွန်တော်တို့တွေခုနပြောတဲ့နားထောင်လိုက်တယ်ဆိုတဲ့ဟာနဲ့ပြန်ပြီးတော့ချိတ်ကြည့်အောင်တယောက်တည်းရှိနေတဲ့အချိန်ကနားထောင်เสียမလို့တော့တယောက်တည်းကိုဘူးမှမရှိဘူးလေတယောက်တည်းအဲ့တော့နားထောင်เสียမလို့တော့အဲ့တော့နားထောင်เสียမလို့တဲ့အချိန်မှာကျွန်တော်တို့တွေကကိုယ့်အတွက်ကိုလုပ်လို့ရတယ်ဟုတ်နော်တယောက်တည်းရှိတဲ့အချိန်နားထောင်เสียမလို့ကိုယ့်အတွက်ကိုလုပ်လို့ရတယ်โอเคနှစ်ယောက်အတူတူရှိတဲ့အချိန်နားထောင်ဖို့လိုပါပြီအဲ့တော့ကိုယ့်အတွက်ထက်တစ်ဖက်သားကိုယ့်ရဲ့ထားပါတော့အမျိုးသားတော်လည်းကောင်းကိုယ့်ရဲ့အမျိုးသမီးတော်လည်းကောင်းကိုယ့်ရဲ့ချစ်သူခင်သူကိုတော်လည်းကောင်းကျွန်တော်တို့တွေကသူတို့ကိုအချိန်ပေးပြီဆိုကျွန်တော်တို့တွေကနားထောင်ဖို့လိုပါဟုတ်လားဒါဆိုကျွန်တော်တို့ဒါနားထောင်တာနဲ့ပဲချိန်လိုက်အဲ့တော့ကိုတယောက်တည်းရှိတဲ့အချိန်မှာကိုယ့်အတွက်ကိုလို့ကိုကိစ္စတွေကိုလို့ is okay နှစ်ယောက်အတူတူရှိတဲ့အချိန်မှာကျွန်တော်တို့တွေနားထောင်ဖို့လိုပါဟုတ်တယ်နော်ဆိုတော့အဲ့ဒီသဘောတရားအတိုင်းပဲနောက်တစ်ခုကကျွန်တော်တို့တွေ coffee ဖြော်တဲ့အခါမှာအများစုကတော့ပေါ့နော်အများစုကတော့တကြားတို့ nozi တို့ဒါထည့်ပြီးတော့တောက်ကြတယ်ပေါ့နော် nozi ကတော့ကျွန်တော်တို့လက်ရှိဘယ်လိုပြောမလဲ Vietnam mixed coffee ဖြော်တဲ့အခါမှာများသောအားဖြင့်ကျွန်တော်တို့က nozi တွေထည့်လို့ရှိတယ်ပေါ့နော်အဲ့တော့ပုံမှန် coffee တွေဖြော်လို့ရှိရင်တော့တကြားအရေးဒါမှမဟုတ်လေတကြားအမှုန့်တကြားအခဲတွေထည့်ကြတာများပါအဲ့တော့ပြောချင်တဲ့ဒီပေကကျွန်တော်တို့ကအချိုနဲ့အခါကို coffee ဖြော်တဲ့အခါဂယုစိုက်က coffee ပဲဟုတ်တယ်မလားခါမှာပေါ့အကြမ်းနည်းအားဖြင့်တော့ coffee ကခါတယ်မှန်ဒါပေမဲ့ coffee ရဲ့တကယ်သဘောတဘာဝအရာက coffee ကအချင်တက်ရှိချင်းเนาะကျွန်တော်တို့ coffee ကို drip coffee တွေပါဖြော်တယ်ဆိုလို့ရှိရင် coffee ရဲ့အချင်တက်ကိုဦးစားပေးပြီးတော့ရတယ်ညားတယ်ပြီးတော့မှပဲဖြော်တာကြာလာတဲ့အခါမှာ extraction ဆိုတော့ဖြော်တဲ့အချိန်ကြာလာတဲ့အခါမှာ extraction တွေများလာပြီးတော့ခါလာတယ်ပြီးွားရင်ပူကြာသွားလို့ရှိရင်အဖန်တက်တွေရလာစသဖြင့်ထားပါပြောချင်တဲ့ဒီဘေက coffee ရဲ့သဘောတဘာဝအရာကအချင်တက်ရှိအဲ့တော့အခုကျွန်တော်ကအချင်တက်ကိုပြောမှာမဟုတ်ဘူးကျွန်တော်ကအခါနဲ့အချိုပဲအဓိကပြောမှာဖြစ်တယ်အဲ့တော့ကျွန်တော် coffee တောက်တဲ့အခါမှာအခါကြိုက်တဲ့လူကအခါကိုတောက်တယ်အချိုကြိုက်တဲ့လူကအချိုတောက်ဒါကိုကတဘာဝဟုတ်တယ်နော်အခါကြိုက်တဲ့လူကအခါကိုတောက်တယ်
အချိုကြိုက်တဲ့လူကအချိုတောက်တယ်ဒါကသဘာဝအဲ့တော့ကျွန်တော် coffee တစ်ခွက်ဖြော်မယ်ဆိုလို့ရှိရင်အခါအရသာများတာကိုလိုချင်ရင်အချိုကျွန်တော်တို့က short ထည့်ရအချိုအရသာများတာကိုကျွန်တော်တို့ကလိုချင်ရင်ကျွန်တော်တို့တွေကအချိုပို့ပြီးတော့ထည့်ရဟုတ်လားဒါကလည်းသဘာဝအဲ့တော့အဲ့လိုထုံနီးတူစွာပဲအဲ့ဒီလိုပုံစံမျိုးပဲကျွန်တော်တို့ couple တွေကျွန်တော်တို့ relationship တွေမှာတယ်ဟုတ်တယ်နော်တစ်ဖက်သားကြိုက်တဲ့စကားဆိုရဗျာချိုတာတဲ့စကားပြောရတဲ့အခိုက်အတန့်တွေရှိတယ်လို့တစ်ဖက်သားမကြိုက်ပေမဲ့ဆိုရဗျာခါသီးတဲ့စကားခါတဲ့စကားတွေဒါပေမဲ့အဲ့စကားတွေကမှန်ကန်တာမျိုးရှိအဲ့တော့မှန်ပြီးတော့ခါတဲ့စကားကိုလည်းကျွန်တော်တို့တွေကပြောရတာမျိုးရှိအဲ့တော့အမြဲတမ်းသိတယ်မလားမှန်ပြီးတော့ခြုံနေတဲ့စကားပဲဒါမှမဟုတ်ရင်လည်းမမှန်ပြီးတော့ခြုံနေတဲ့စကားပဲပြောနေလို့မရဒါက relationship တစ်ခုကို build လုပ်တဲ့အခါမှာအထူးသဖြင့်အတူတကွ build လုပ်တဲ့အခါမှာအရေးကြီးတဲ့အခန်းကဏ္ဍထဲမှာ तू ကပါတယ်ဆိုတော့ coffee တစ်ခွက်မှာလည်း coffee ရဲ့အနံ့အရသာဆိုတော့အရသာထဲမှာဒီအကြောင်းတရားပါသွားသလိုမျိုးပဲကျွန်တော်တို့တွေက relationship တွေ couple တွေ build လုပ်တဲ့အခါမှာเนาะဒီချိုတာတဲ့စကားဒီခါတိတဲ့စကားအထူးသဖြင့်မှန်ပြီးတော့ချိုတဲ့စကားမှန်ပြီးတော့ခါတဲ့စကားတွေကိုလေကျွန်တော်တို့တွေကပြောဖို့လိုပါဒါကပဲဒီ relationship တစ်ခုရဲ့အနှစ်သာရထဲမှာပါတယ်ခါကျရင်ကျွန်တော်တို့တွေသိတယ်မလားဒါကတော့သိတယ်မလားသူတစ်ဖက်သားကိုတော့တစ်ဖက်သားဆိုတာကကျွန်တော်တို့ရဲ့ထားပါတော့ maybe ချစ်သူခင်သူဒါမှမဟုတ်ရင်အိမ်အောင်ဘက်တွေကိုသူတို့စိတ်ထိခိုက်သွားမယ်ဒါသူတို့နားထဲကိုခက်ခက်တီးတီးကြီးဝင်သွားမယ်ဆိုတော့ကျွန်တော်တို့မပြောလိုက်တဲ့စကားတွေကျွန်တော်တို့ရင်ဘတ်ထဲမှာပဲမျိုးသိမ့်လိုက်ရတဲ့စကားတွေအများကြီးရှိတယ်ဟုတ်တယ်နော်ကျွန်တော်ကိုယ့်ဘာသာကိုပြန်ပြီးတော့ refresh လုပ်ကြည့်အများကြီးရှိတယ်အဲ့တော့အဲ့လိုမျိုးစကားတွေကျွန်တော်တို့ရင်ဘတ်ထဲမှာကျွန်တော်တို့စိတ်ထဲမှာပုံလာတဲ့အခါမှာဒီဟာကအထဲထဲမှာအနေထိုင်ပြီးတော့ကြာလာတော့ကျွန်တော်တို့ဆက်ဆံရေးတွေကပျက်စီးလာတယ်ဆက်ဆံရေးတွေကယိုယွင်းလာတယ်ဆက်ဆံရေးတွေကမခိုင်မြဲတော့မတည်မြဲမှုဖြစ်ကုန်အဲ့တော့ကျွန်တော်တို့တွေကစကားပြောတဲ့အခါမှာသိတယ်မလားဟိုလိုမျိုးကြမ်းတမ်းဆဲဆူတဲ့စကားကိုပြောတာမဟုတ်ဘူးမှန်ပြီးတော့မှပဲအနည်းငယ်နော်ချိုးသားတဲ့စကားတော့မဟုတ်ဘူးအနည်းငယ်ခါးသီးတဲ့စကားတွေလည်းကျွန်တော်တို့တွေကပြောဖို့လိုပါမှန်ပြီးတော့ခါးသီးတဲ့စကားတွေပြောဖို့လိုတယ်ဆိုတော့ဒါကကျွန်တော် coffee ဖြော်တဲ့အခါမှာဒီဟာတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်coffee ကိုတောက်တဲ့အခါမှာလည်းဒီဟာကျွန်တော်တွေ့ရတယ်အဲ့တော့ကျွန်တော်တို့အခုကျွန်တော်တို့ Vietnamese coffee လေးကျွန်တော်တို့ဖြော်ကြည့်ကြမယ်ပေါ့နော်ဆိုတော့ကျွန်တော် coffee ဖြော်ရင်းနဲ့ကျွန်တော်ဒီဟာနဲ့ပတ်သက်တဲ့ဒါ maybe coffee နဲ့ပတ်သက်တဲ့ဘူးတုဒလေးတွေရောပြောရလို့ရှိရင်ဒီကျွန်တော်တို့ couple ကျွန်တော်တို့ relationship နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေပါကျွန်တော်တစ်ခါတည်းပြောသွားပြီပေါ့နော်ကျွန်တော်ရေနွေးလေးတွတ်တယ်လာခဏလေးစောင့်ပေးပါမယ်Okay ဆိုတော့ကျွန်တော်တို့ရေနွေးပိုးလေးတည်လိုက်ပြီပေါ့နော်ဆိုတော့ကျွန်တော်ရေနွေးကိုtemperature ပေါ့နော်ဆိုတော့အပူချိန်က89เนาะဆိုတော့89လောက်ကျွန်တော်ထားထားတယ်ဆိုတော့ပုံမှန်အားဖြင့်တော့ကျွန်တော်90လောက်ဖြော်တယ်ပေါ့နော်ဒါပေမဲ့လက်ရှိကျွန်တော်89 degree Celsius လောက်ပဲကျွန်တော်ထားထားလိုက်တယ် Okay ဆိုတော့ကျွန်တော်တို့ဘာတွေပါမလဲကျွန်တော်ကြည့်မယ်ပေါ့နော်အရင်ဦးဆုံးဒါကHighland Coffee ပေါ့နော်ဆိုတော့ Vietnam မှာအရန်နာမည်ကြီးတဲ့ဒါက Highland Coffee ဆိုတော့အဲ့ဒီ Highland Coffee ထဲမှာသူ့ရဲ့အရသာက Cafe Mocha ပေါ့ဆိုတော့ Cafe Mocha ဆိုတော့ Mocha chocolate အရသာလေးရှိတဲ့ဒါကVietnamese Coffee ပေါ့ဆိုတော့ Vietnamese Coffee ဖြစ်တာဖြစ်တဲ့အတွက်အများစုက Robusta တွေများတယ်ဒါပေမဲ့ဒီဟာကြတော့သူက50-50ရောထားတယ်ပေါ့နော်ဒီထဲမှာက Robusta 50ရာခိုင်နှုန်းနဲ့ပြင် Arabica 50ရာခိုင်နှုန်းဆိုပြီးဒါသူတမှာရောထားတာရှိတယ်ပေါ့နော်ကျွန်တော်ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင် yep နော်ဆိုတော့ Robusta 50 Arabica 50နဲ့ဒါရောထားကျွန်တော်ဒီမှာတွေ့တယ်ဆိုတော့ဒီ coffee လေးကျွန်တော်ဖြော်မယ်ပေါ့နော်ဒီ coffee ရှိပြီးသွားလို့ရှိရင်နောက်တစ်ခုက Nosy
ဆိုဗီယက်နမ်မှာကများသောအားဖြင့် coffee တောက်ပြီးကျွန်တော်တို့က nosy နဲ့တောက်ကြတာများတယ်အဲ့တော့ကျွန်တော်တို့ဒီမှာက nosy ရှိမယ်ပေါ့နော်ပြီးွားရင်အခုဖြော်မဲ့မတ်တက်ဖြော်မဲ့နီလန်းလေးက drip coffee ဖြော်မှာပေါ့နော်ဆိုတော့ drip coffee ဖြော်မှာဆိုတော့ drip coffee ကသူကနောက်မှာ filter လေးရှိမယ်အဲ့တော့ဒီတဲတဲ့ကိုကျွန်တော်တို့က coffee အမှုန့်လေးကိုထည့်မယ်ပြောလို့ရှိရင်ရေနွေးလေးထည့်ပြီးတော့ဖြော်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါ drip coffee ရှိမယ်ပြီးကျွန်တော်တို့ scale ဆိုတော့ကြလာတဲ့ coffee ရဲ့ဒါကျွန်တော်တို့ပမာဏကိုကြည့်ပြီးတော့ကျွန်တော်တို့ဒါဖြော်ပြီးတော့တောက်အောင်ပါပေါ့နော် scale လေးရှိမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဘာပါအောင်မလဲဆိုတော့ဒါပဲပေါ့နော်ဆိုတော့ချွေတူးမရှိဘူးအဲ့တော့ coffee အမှုန့်ပါတယ်ပြီးတော့ nosy ပါတယ်ရေနွေးပါတယ်ဒီသုံးခုပဲအဲ့တော့ဒီသုံးခုကိုကျွန်တော်ကအခု coffee ဒီကျွန်တော်တို့ coffee counseling အခုကျွန်တော်ရှေ့မှာပြောသွားတဲ့အချက်နှစ်ချက်ဆိုလို့ရှိရင်ပထမချက်က coffee ပမာဏပြီးသွားရင်ရေနွေးပမာဏနောက်တစ်ခုကကြတော့အချိုးပမာဏဟုတ်လားအဲ့တော့ဒီသဘောတရားကိုပဲကျွန်တော်ခုနရှေ့မှာပြောသွားတာပဲဖြစ်တယ်အဲ့တော့ခုနကျွန်တော်ရှေ့မှာပြောသွားတဲ့သဘောတရားကိုပဲအခြေခံပြီးတော့အခုကျွန်တော် Vietnamese coffee ကျွန်တော်ဒါဖြော်မယ်ပေါ့နော် Okay ဆိုတော့အရင်ကကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်ခွက်တစ်ခွက်ယူလိုက်မယ်ဆိုတော့အဲ့ဒီခွက်ထဲမှာကျွန်တော်တို့က nosy ကိုထည့်အဲ့တော့ nosy ကိုမထည့်ခင်မှာခွက်ကိုအပူပေးရတယ်ဒါပေမဲ့အပူမပေးလဲရတယ်ဆိုတော့တိတ်ပြဿနာမရှိဘူးချို့ကြတော့လဲခွက်ကိုအကျိုးပြီးအပူပေးတယ်ပြောရလို့ရှိရင်ကျွန်တော်ဒီ filter လေးကိုဒီ filter လေးကိုဒီ dip လေးကိုကျွန်တော်တို့ဒါကအပူပေးတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့လက်ရှိဒီမှာအပူမပေးတော့ဘူးအဲ့တော့ကျွန်တော်အရင်ဆုံးဘာလုပ်မလဲဆိုတော့ nosy အရင်ဆုံးထည့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ nosy ကပုံမှန်အားဖြင့်20 gram 20 gram ထည့်အဲ့တော့ကျွန်တော်ကတော့အချိုတိတ်ပြီးတော့မကြိုက်တဲ့လူဖြစ်တဲ့အတွက်10 gram ပဲထည့်အဲ့တော့10 gram နဲ့20 gram ကြားထဲမှာဆိုထားပါတော့15 gram တို့12 gram တို့18 gram တို့ကိုကြိုက်တဲ့ပမာဏကိုတောက်လို့ရတယ်ကိုသုံးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့10 gram ပဲထည့်တယ်ကျွန်တော်ကအခါနည်းနည်းလေးခါတက်တက်ရတာလေးပို့ပြီးတော့ရတဲ့ဟာပို့ပြီးတော့သဘောကျလို့ပေါ့နော်အဲ့တော့ကျွန်တော် coffee ကို sorry ကျွန်တော် nosy ကိုကျွန်တော်10 gram စထည့်ပေါ့နော်ဆိုကျွန်တော်တို့ nosy 10 gram ရပြီပေါ့နော်အဲ့တော့ကျွန်တော်နောက်လေးနည်းနည်းစုပ်ပေးမယ်ဟေးအဲ့တော့အကုန်လုံးမြင်ရမယ်နော်အဲ့တော့ကျွန်တော်တို့ Vietnamese coffee ပါမယ်ပြီးွားရင် nosy ပါမယ်ပြီးွားရင်ကျွန်တော်တို့ filter လေးပါမယ်အဲ့ကျွန်တော်ဖြော်မဲ့ခွက်ပါနော် okay တော့ကျွန်တော်လက်ရှိဒီထဲကိုဒါက10 gram နော်10 gram coffee sorry nosy ထည့်ပြီးသွားပြီပေါ့နော်ထည့်ပြီးတဲ့အခါမှာကျွန်တော်တို့ကအပေါ်ကနေပြီး filter လေးတင်လိုက်မယ်ပြီးရင်ဒီထဲထဲမှာအပေါ် pressure လို့သဘောမျိုးသုံးတဲ့ဟာလေးဖယ်လိုက်မယ် okay ကျွန်တော်တို့ဒီပေါ်မှာ coffee စထည့်လို့ရမယ်ပေါ့နော် okay ဆိုတော့ coffee မှုန့်မှာကျွန်တော်တို့13 gram เนาะဆိုတော့13 gram ထည့်လဲရတယ်ဒါမှမဟုတ်လို့ရှိရင်လည်း18 gram ဒါမှမဟုတ်လည်း gram 20ထည့်လဲရတယ်ကျွန်တော်ကတော့ gram 20ထည့်တယ်အဲ့တော့ကျွန်တော်ကခါလေးကြိုက်လို့ပေါ့เนาะ okay ဆိုတော့ကျွန်တော် coffee ကို gram 20ထည့်โอเค20ရပြီအဲ့တော့20ရသွားလို့ရှိရင်ကျွန်တော်တို့ကဒါလေးကိုနည်းနည်းလေးဖြန့်လိုက်မယ်ပေါ့နော်တနေရာထဲမှာစုမနေအောင်နည်းနည်းလေးဖြန့်လိုက်မယ်โอเคဆိုတော့ဖြန့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ပေါ်ကဒီဟာလေးထည့်လိုက်မယ်ပေါ့နော်အဲ့ဒါနည်းနည်းလေးဖိချလိုက်မယ်နည်းနည်းလေးပဲအရင်အားညက်မလို့နည်းနည်းလေးဖိချလိုက်ရပြီ
Okay အဲ့ဒါဆိုကျွန်တော်ရေနွေးရပြီပေါ့နော်ကျွန်တော်ရေနွေးလေးတွက်ကြည့်မယ် Okay ဆိုတော့ရေနွေးရလာပြီအဲ့တော့ရေနွေးလေးရလာပြီဆိုရင်ကျွန်တော်တို့ကအရင်ဦးဆုံးဘာလုပ်မလဲဆိုတော့နော်ဘာလုပ်မလဲဆိုတော့30 gram ရေနွေး30 gram နဲ့ခဏဒီ coffee အမှုန့်တွေကိုကျွန်တော်တို့ blooming လုပ်မယ်ပေါ့နော်အဲ့တော့ရေနွေး30 gram ကျွန်တော်တို့စထည့်ပါမယ်Okay ပြင်ကျွန်တော်အဖုံးလေးပြန်ဖုံးထားလိုက်မယ်ဆိုတော့ကျွန်တော်တို့ဒီအချိန်ကိုကျွန်တော်တို့ဒါက brewing time လို့ခေါ်တယ်ဆိုတော့ကျွန်တော်ဒီ coffee အမှုန့်ထဲမှာကျွန်တော်ဒါကာဗွန်ဒိုင်အောက်ဆိုက်တွေရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်က coffee ကိုလှော်ထားတာဖြစ်တဲ့အတွက် coffee ထဲမှာကာဗွန်ဒိုင်အောက်ဆိုက်တွေရှိတယ်ဒီအချိန်ထဲမှာကျွန်တော်တို့ကသူ့ရဲ့ brewing time ထားတဲ့အခါမှာဒီ coffee ထဲကကာဗွန်ဒိုင်အောက်ဆိုက်တွေထွက်လာပြောလို့ရတယ်ပေါ့နော်အဲ့တော့ပြီးရင်ကျွန်တော်တို့သူ့ကိုပို့ပြီးတော့အနံ့အရတာပို့ပြီးရှိသွားပြောချင်တော့ pre infusion သဘောမျိုးသွားတဲ့သဘောပါတူတူပဲတကယ် pre infusion ဆိုထားပါဆိုတော့ဒီဟာကိုကျွန်တော်ဘယ်လောက်လုပ်မလဲကျွန်တော်တို့က2မိနစ်เนาะ2မိနစ်သွားအဲ့တော့ဒီလိုသဘောမျိုးပဲကျွန်တော်တို့ relationship တွေမှာလဲဟုတ်လားကျွန်တော်တို့စောင့်ကြည့်ကာလလေးတွေရှိဆိုတော့ couple တယောက်နဲ့ထားပါတော့သူတို့ရဲ့အမှုအကျင့်လေးတွေပြောင်းမယ်ဒါမှမဟုတ်ရှင်နဲ့တယောက်နဲ့ဒါပြောဆိုဆက်ဆံတဲ့အကြောင်းအရာလေးတွေကနော်မတူတော့ဘူးကွဲပြားသွားပြီထူးခြားသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေကစောင့်ကြည့်ကာလလေးထားသူဘာလို့ဒီလိုဖြစ်သွားတာသူဘာလို့ဒီလိုလေးပြောင်းလဲသွားတာသူဘာလို့အခုလို changes တွေလုပ်နေတာသူ့ရဲ့အမှုအကျင့်တွေသူ့ရဲ့ habit တွေသူ့ရဲ့ style တွေသူ့ရဲ့အလုပ်လုပ်ပုံတွေဘာလို့ပြောင်းလဲသွားတာစသဖြင့်ကျွန်တော်စောင့်ကြည့်ရတယ်တော့ဒီကာလကကျွန်တော်ဒါစောင့်ကြည့်တဲ့ကာလဟုတ်လားစောင့်ကြည့်ဘာမှမသိသေးဘူးအထဲထဲမှာဘာတွေဖြစ်နေကျွန်တော်မသိဘူးเนาะအဲ့ဖြစ်ကျွန်တော်မသိအဲ့တော့ကျွန်တော်တို့ကစောင့်ကြည့်ရတဲ့ကာလတွေရှိတယ်အဲ့တော့ဒီအချိန်ကကျွန်တော်ဒါစောင့်ကြည့်ဘယ်နှမိနစ်စောင့်ကြည့်လဲ2မိနစ်စောင့်ကြည့်โอเคကျွန်တော်2မိနစ်ပြည့်သွားတဲ့အခါမှာเนาะကျွန်တော်တို့ဒီထဲကိုရေနွေးเนาะဆိုတော့100နဲ့မှ30ကျွန်တော်ထည့်တခါတည်းထည့်လိုက်မယ်ပေါ့เนาะဆိုတော့100ပဲထည့်လဲရတယ်150ထည့်လဲရတယ်130ထည့်လဲရဒါကိုထည့်တဲ့ coffee ပမာဏပေါ်မူတည်ပြီးတော့ဒါကျွန်တော်တို့ထည့်လို့ရတယ်ပေါ့နော် coffee မှုန့်လို့ဒီဘက်ချမ်းက nose တို့ပမာဏထည့်လို့ရတယ်ပေါ့နော်ပြီးတော့ပြန်ဖုံးထားလဲ okay အဲ့တော့ကျွန်တော်ဒီမှာ100နဲ့မှ30ထည့်ပြီးသွားပြီပေါ့နော် okay ဆိုတော့အဲ့လိုမျိုးပြီးသွားတဲ့အခါမှာเนาะကျွန်တော်တို့ဒါစောင့်ကြည့်စောင့်ရဆိုတော့ဒီလိုမျိုးစောင့်တဲ့အချိန်က5မိနစ်เนาะအခုကျွန်တော်ဒါ2မိနစ်ခွဲလောက်ရှိပြီဒီမှာတောက်နဲ့သူကြာနေတယ်မှာအထဲထဲမှာအများကြီးရှိကြာတွေ့လေကြာဆိုတော့ဒီအချိန်ကိုကျွန်တော်တို့ကစောင့်ရတန်ပြီးကျွန်တော်တို့တောက်လို့မရဆိုတော့ထိုနည်းလည်းကောင်းမယ်ကျွန်တော်တို့ relationship တွေမှာလည်းကျွန်တော်တို့တွေစောင့်ရတဲ့အချိန်ရှိဆိုတော့ပထမစောင့်ရတဲ့အချိန်ကကျွန်တော်တို့မမြင်ရဒီစောင့်ရတဲ့အချိန်ကကျွန်တော်တို့မြင်ရဆွေးနွေးပြကျွန်တော်တို့တွေက relationship ကို build လုပ်တဲ့အခါမှာတစ်နေ့တစ်မိနစ်တစ်နှစ်ထဲနဲ့မပြီးပါဘူးတစ်လထဲနဲ့မရပါကျွန်တော်တို့တွေကရေရှည်အချိန်တစ်ခုစောင့်ကြည့်ပြီးတော့တွားရတဲ့ဟာရှိအဲ့တော့ဒီ coffee တစ်ခွက်ကိုကျွန်တော်တောက်ချင်တယ်ကျွန်တော်ချက်ချင်းတောက်လို့မရဆွေးနွေးပြကျွန်တော်တို့ relationship တစ်ခုမှာသိတယ်မလားအခုချက်ချင်းအဖြေပြလိုက်တာနဲ့အခုချက်ချင်းတန်းပြီးတော့ဝုံတိုင်းကျဲပြီးအစဉ်ပြေသွားတာမဟုတ်ဒါကိုကျွန်တော်တို့နားလည်ဖို့လို့လက်ရှိ coffee ဖြော်တဲ့သဘာဝအတိုင်းပဲကျွန်တော်တို့တွေနားလည်ဖို့လို့ဟုတ်လားအဲကျွန်တော်တို့တွေကစောင့်ဖို့လို့စောင့်နေဆိုတာကဂုဏဆိုလို့ရှိရင်မမြင်ရဘဲနဲ့စောင့်တာအခုဆိုကျွန်တော်တို့တွေကမြင်ရပြီးတော့စောင့်အဲ့တော့ကျွန်တော်တို့ရှေ့မှာလူတယောက်ပြုတ်ပြင်းနေတယ်လူတယောက်ပြောင်းလဲနေတယ်ဟုတ်လားဒါဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ကိုအချိန်ပေးပြီးတော့စောင့်ဖို့လိုအပ်တယ်အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးဖြစ်ကျွန်တော်တို့ဒါမျိုးစောင့်ဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်ဒီမှာစောင့်တယ်ပေါ့နော်โอเคအဲ့ဒါလေးပြီးသွားတဲ့အခါမှာနောက်တစ်ခုကနော်ဒီထဲမှာကျွန်တော်တို့ကသူ့ရဲ့အနံ့အရတာရှိထားပါတော့ကျွန်တော်ကဒီဟာကိုအခုလိုမစောင့်မဲနဲ့ချက်ချင်းတောက်ချလိုက်မယ်ဆိုရင်သူ့ရဲ့တကယ်အနံ့အရတာအစ်စ်ကိုကျွန်တော်ရမှာမဟုတ်ထားပါတော့ရေရမ်းများနေတာလို့ဒါမှမဟုတ်ရှင်လည်းအရန်ခါနေတာလို့ဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့အခုဆိုလို့ရှိရင်ကျွန်တော်တို့ကသူတို့တတ်မှတ်ထားတဲ့အချိန်တိုင်းပဲပြေသွားပြီဆိုတော့ကျွန်တော်တို့ဖယ်လိုက်မယ်ဖယ်လိုက်ပြီးရင်ကျွန်တော်ဒါလေးကိုကြည့်မယ်ပေါ့
နော်အဲ့တော့အောက်မှာက nosy အလွှာလေးရှိတယ်အပေါ်မှာကခုန Highland ရဲ့ဒါ Vietnamese coffee ဟာလေးရှိမှာနော် nosy နဲ့ coffee နဲ့ရှိဟုတ်တာမြင်ရမယ်ထင်ပါနော်မြင်ရမယ်ထင်အောက်မှာက nosy လေးရှိမယ်အပေါ်မှာက coffee လေးရှိဆိုတော့အနံ့ကကျွန်တော်တို့ chocolate အနံ့နော်ဆိုတော့မူခါဆိုတော့ကျွန်တော်တို့ဒါက chocolate အနံ့လေးရတယ်မွေးနေတာပဲတော်တော်မွေးတယ်ဆိုတော့မတောက်ဘဲနဲ့တောင်မှပဲသူ့ရဲ့အနံ့သူ့ရဲ့အရာသာနည်းနည်းလေးခံစားလို့ရတယ်ပေါ့နော်အနံ့လေးကမွေးနေတာပဲကျွန်တော်မှွေလိုက်မယ်ပေါ့နော်မှွေလိုက်တော့သူကအယောင်နည်းနည်းလေးဖြော့သွားမယ်ပြီးသွားလို့ရှိရင် coffee အယောင်လေးပို့ပြီးတော့ထွက်လာတယ်ပေါ့နော်ကျွန်တော်ပုံမှန်မြင်နေကြဒါ no zero ပါတဲ့ coffee ပုံစံလေးဖြစ်သွားတယ်โอเคရမ်းကောင်းတယ်ဗျโอเคဆိုတော့ကျွန်တော်ဆက်ပြောကြမယ်လေနော်အဲ့တော့ coffee ဘန်းလေးကိုရှေ့လေးပြန်ရွှေ့လိုက်မယ်ဒီဝိုင်းကျွန်တော်တို့ဆက်ပြောပါโอเคဆိုတော့ကျွန်တော်ရှေ့မှာတော့ coffee တော့ရောက်နေပြီအဲ့တော့ခေါင်းစဉ်တွေကျွန်တော်ပြန်သွားမယ်ကျွန်တော်တို့တွေကလက်ရှိ coffee counseling ဆိုပြီးတော့ for couple coffee counseling for couple ဆိုတဲ့ဒါအစီအစဉ်လေးကိုဒါကျွန်တော်ဒါပြောပြပေးနေတာပေါ့နော်ဆိုတော့ကျွန်တော်ရှေ့မှာဘာတွေပြောသွားလဲနံပါတ်1เนาะကျွန်တော်တို့ couple မှာဆိုလို့ရှိရင်အမျိုးသားအမျိုးသမီးဒါမှမဟုတ်ရှင်လည်းအမျိုးသားဒါမှမဟုတ်ရှင်လည်းအမျိုးသမီးတွေရှိကြတယ်ဆိုတော့သူတို့တွေအတူတူရှိနေတဲ့အချိန်နဲ့တယောက်တည်းကိုယ့်ရဲ့ personal space လို့ခေါ်တဲ့တယောက်တည်းရှိနေတဲ့အချိန်အရေးကြီးပါတယ်အတူတူရှိနေတဲ့အချိန်မှာကျွန်တော်တို့တွေနားထောင်ပေးဖို့လိုတယ်တစ်ဖက်သားအတွက်ကိုကျွန်တော်တို့တွေလုပ်ပေးဖို့လိုနားထောင်ပေးဖို့လိုတယ်တယောက်တည်းရှိတဲ့အချိန်မှာကိုယ့်အတွက်ကိုလုပ်လို့ရတယ်โอเคအဲ့ဒါပြီးသွားလို့ရှိရင်ကျွန်တော်တို့ကနောက်တစ်ခုကခုန coffee ရဲ့အခါဓာတ်နဲ့ပြီးရင်အချိုဓာတ်နဲ့ဆိုတော့အချိုကြိုက်အခါကြိုက်เนาะဆိုတော့ coffee တစ်ခွက်ကိုတောက်ရင်အခါဓာတ်ကတော့အနည်းနဲ့အများတော့ရှိအချိုပူကြိုက်လို့ nosy ဒါမှမဟုတ်ရှင်နဲ့တကြားပို့ထည့်ရင်ထည့်မယ်ဒါပေမဲ့အခါဓာတ်ကတော့ကြံနေသေးတာဘာဖြစ်လို့လဲဆိုတော့ coffee ဖြစ်နေလို့ပေါ့เนาะအဲ့တော့ခုနည်းလည်းကောင်းမယ်ကျွန်တော်တို့တွေ relationship တွေမှာเนาะတစ်ဖက်သားအကျိုးစီးပွားအတွက်ကျွန်တော်တို့တွေကတချို့ခါတက်တဲ့စကားအမှန်တရားဖတ်တဲ့ခါတက်တဲ့စကားတွေကျွန်တော်တို့ပြောဖို့လိုပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့အမြဲတမ်းကျွန်တော်တို့တွေရင်ထဲမှာတိုးလောင်ထားမယ်အမြဲတမ်းရင်ထဲမှာစုထားမယ်ဆိုလို့ရှိရင်ဒီ relationship ကရေရှည်မှာအလွယ်တကူပြိုကွဲပျက်စီးသွားနိုင်ပါတယ်ဒါမျိုးတွေကျွန်တော်သိဖို့လိုတယ်ပြီးသွားရင်ကျွန်တော်ဒီမှာ coffee ဖြော်တဲ့အခါမှာဘာလို့ကျွန်တော်တို့မမြင်ရတဲ့ blooming time ကျွန်တော်တို့ pre-infusion အချိန်တွေကျွန်တော်ပေးရတယ်အဲ့ဒီဟာကပဲလူတယောက်အမှုအကျင့်တွေပြောင်းသွားတဲ့အခါမှာကျွန်တော်တို့တွေကစောင့်ကြည့်ရတယ်ဘာတွေဖြစ်မှန်းမသိဘဲနဲ့ကိုစောင့်ကြည့်ရတဲ့အချိန်ကာလရှိတယ်โอเคပြောပြဆိုလို့ရှိရင်ကျွန်တော်တို့တွေကဒီ coffee ကိုတဲကိုကျွန်တော်ရင်သွေးထည့်လိုက်တယ်တစ်စက်သူကြာလာတယ်ကျွန်တော်တမ်းပြီးတောက်လို့မရเนาะဒီ coffee ထဲမှာဒီရေထည့်ထားတဲ့ရေနွေးတွေအကုန်လုံးကုန်သွားတဲ့အထိကျွန်တော်တို့စောင့်ဖို့လိုတယ်ဆိုတော့အဲ့လိုမျိုးစောင့်ခြင်းကကျွန်တော်တို့ relationship တွေမှာလူတယောက်နဲ့တယောက်နဲ့เนาะနားလည်မှုတွေယူတယ်ဟုတ်တယ်မလားအပြန်အလှန်နားလည်မှုတွေယူတယ်အပြန်အလှန်လေ့လာတယ်သူ့အတွက်ကိုယ့်အတွက်ဟလာကိုယ့်အတွက်ကတော့ဘာတွေသူ့အတွက်ကတော့ဘာတွေကျွန်တော်တို့ဒီလိုမျိုး relationship ကိုအချိန်တစ်ခုယူပြီး build လုပ်ကြတယ်เนาะအချိန်တရက်အချိန်တစ်ပတ်အချိန်တစ်လနဲ့ဒီကိစ္စတွေကပြီးသွားတာမဟုတ်ဒီကိစ္စတွေကအောင်မြင်သွားတာမဟုတ်ကျွန်တော်တွေကဖြည်းဖြည်းချင်းတစ်စင်းကျွန်တော်တို့တွေကတိဆောက်တာဆိုတော့ဒါဟူကပဲကျွန်တော်တို့ထဲမှာအပြင်မှာရှိနေတဲ့တဘာဝနဲ့ကျွန်တော်တို့ထဲမှာရှိနေတဲ့ဓမ္မတွေပဲဖြစ်တယ်ပေါ့နော်โอเคဆိုတော့လက်ရှိကျွန်တော် coffee ဖြော်ပြီးသွားပြီဆိုတော့ဒီ coffee counseling နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါအကြံဉာဏ်အဖြစ်အရှိမပြောပြီးသွားပြီကျွန်တော်နောက်တဲ့နည်းနည်းလေး deep dive လေးစဉ်းကြည့်အောင်ဆိုတော့ကျွန်တော်ရှင်းမှာပြောထားလို့ဒီပဲကျွန်တော်တို့8 question ပေါ့ဆိုတော့ question 8ခုအကြောင်းကျွန်တော်တို့ဒါတွားကြမယ်
ဆိုတော့ question ၈ခုလို့ကျွန်တော်တို့ပြောတဲ့အခါမှာနော် question ၈ခုလို့ပြောတဲ့အခါမှာဘာတွေပါမလဲဆိုတော့ကျွန်တော်တို့အများစုသိကြတာတော့ IQ သိတယ်နော်ဆိုတော့ intelligent question ပြီးသွားရင်ဒီနောက်ပိုင်းမှာအရန်ကြီးကိုခစ်စားလာတဲ့ EQ ရှိတယ်ဆိုတော့ emotional question ပြီးသွားရင်အခုကျွန်တော်တို့ဖြတ်တန်းလာခဲ့ရတဲ့အခက်အခဲတွေအစင်မပြေတာတွေအကျက်အတဲတွေဟုတ်တယ်မလားကျမ်းမာရေးနဲ့ပတ်သက်တဲ့ဟာတွေရောလူမှုရေးနဲ့ပတ်သက်တဲ့ဟာတွေရောစီးပွားရေးနဲ့ပတ်သက်တဲ့ဟာတွေရောနိုင်ငံရေးနဲ့ပတ်သက်တဲ့ဟာတွေရောအများကြီးပဲဆိုတော့ဒီလိုမျိုးအခက်အခဲတွေကိုကြော်လွှားဖြတ်တန်းနိုင်တဲ့ EQ နော်ဆိုတော့ adversity question ဆိုတော့ဒီနောက်ပိုင်းမှာတော်တော်လေးလူပြောများလာတယ်လူတွေအသုံးချလာတယ်ကျွန်တော်တွေ့ရတယ် okay ကျန်တဲ့ဟာတွေကဘာတွေရှိရောမလဲ physical question ရှိမယ်ပြောလို့ရှိရင် spiritual question ရှိမယ်ပြောလို့ရှိရင် social ဒါမှမဟုတ်လဲ cultural question ရှိမယ်ပြောလို့ရှိရင် environmental question ရှိတယ်ပြောလို့ရှိရင် moral question ရှိအဲ့တော့ဒီ question ၈ခုကကျွန်တော်တို့တွေ relationship တွေနော်ကျွန်တော်တို့ couple လို့ပဲပြောအိမ်တော်ရေးလို့ပဲပြော marriage လို့ပဲပြောဒီလိုမျိုး relationship တွေဘယ်နေရာမှာသူတို့တွေကပါနေတာဘယ်လိုပါနေတာတော့ကျွန်တော် coffee လေးနဲ့ချိတ်ပြီးကျွန်တော်စဉ်းစားကြည့်ကျွန်တော်ကြည့်မယ်ပေါ့နော်အမှတ်နံပါတ်1 sorry ပထမနံပါတ်1ကျွန်တော်တို့တွေက physical question ကိုအရင်သွားရအောင် physical question ကိုကျွန်တော်တို့တွေက energy เนาะကျွန်တော်တို့တွေ energy တွေနဲ့ကျွန်တော်စွမ်းအင်တွေနဲ့ကျွန်တော်ချိန်ပြီးစကားပြောကြကျွန်တော် coffee ဘာလို့တောက်เนาะမျိုးကမေးလိုက်မယ် coffee ဘာလို့တောက်လမ်းဆန်းခြင်းလို့တက်ကြွခြင်းလို့ဟုတ်တယ်မလားဒါပဲဆိုတော့ကျွန်တော်တို့စိတ်လန်းဆန်းသွားရင်စိတ်တက်ကြွသွားရင်ကျွန်တော်တို့တွေရဲ့ physical တွေကလည်းလှုပ်ရှားမှုတွေမြန်လာတယ်တက်ကြွလာတယ်ဟုတ်တယ်မလားလင်းမြန်လာတယ်တွက်လက်လာတယ်ဆိုတော့ကျွန်တော်တို့တွေက coffee ရဲ့ coffee ကနေထွက်လာတဲ့ caffeine ဓာတ်အဲ့ဒီ caffeine ဓာတ်ရဲ့ခုနပြောလို့ active ပေါ့ဆိုတော့တက်ကြွမှုတွေမြန်ဆန်မှုတွေလင်းမြန်မှုတွေလန်းဆန်းမှုတွေဒီဟာတွေကိုကျွန်တော်တို့ကရပြီးတော့ physical လှုပ်ရှားဖို့အတွက်ကျွန်တော်တို့တွေကဒါ coffee ကိုတောက်ကြတယ်လို့မျိုးပဲကျွန်တော်တို့ relationship တွေမှာလည်းဟုတ်လားအတူတူလေ့ကျင့်ငန်းလုပ်တာတို့ကျွန်တော်အတူတူ yoga เนาะအတူတူယောဂတွေလေ့ကျင့်တာတို့အတူတူလမ်းလျှောက်တာတို့စသဖြင့်ဆိုတော့ကျွန်တော်တို့အိမ်မှာဆိုလို့ရှိရင်ကျွန်တော်တို့အတူတူเนาะဆိုတော့အိမ်မှုကိစ္စတွေလုပ်မယ်ချက်ပြုတ်မယ်အိမ်တန်ရှင်းရေးတွေလုပ်မယ်စသဖြင့်ဒါတွေအကုန်လုံးက physical နဲ့ပတ်သက်တဲ့ဟာတွေကျွန်တော်အကုန်လုံးအတူတူလုပ်လို့ရတယ်ဒါကပဲကျွန်တော်တို့ဒီ relationship အတွက်ကိုမှ physical question အထောက်အပံ့ပြုရလို့ကျွန်တော်ပြောလို့ရတယ်เนาะ okayနောက်တစ်ခုကကျွန်တော် emotional question ကိုသွားကြည့်ရအောင်ဆိုတော့ emotional question လို့ပြောရင်တော့အများကြီးပဲဒါပေမဲ့အဲ့ဒီတဲမှာကျွန်တော် coffee နဲ့ပြန်ချိန်မယ်ဆိုလို့ရှိရင်ကျွန်တော် coffee ဘာလို့တောက်လန်းဆန်းခြင်းလို့တောက်တယ် okay နောက်တစ်ခုက coffee ရဲ့အရာတာတောက်နော် coffee ရဲ့အရာတာတောက်ဘာလို့တောက်လဲ coffee ကိုတောက်တဲ့အခါမှာစိတ်ထဲမှာ agent သွားမယ်ဒါမှမဟုတ်လေကြည်နူးသွားမယ်ဒါမှမဟုတ်လေစိတ်ကအပန်းပြေတယ်လို့ဖြစ်သွားမယ်ဒါမှမဟုတ်ရင်ကပြောလို့လန်းဆန်းသွားမယ်တက်ကြွသွားမယ်စသဖြင့်ဒီကိုယ့်ရဲ့စိတ်ခံစားချက်အတွက်ကိုကျွန်တော်တို့တွေက coffee ကိုတောက်အဲ့လိုမျိုးပဲကျွန်တော်တို့ relationship တွေမှာလည်းတစ်ဖက်သားကိုကျွန်တော်တို့တွေက empathy ကိုချင်းစာစိတ်လေးနဲ့သူတို့ပြောတဲ့စကားတွေနားထောင်ပေးဖို့လိုတယ် okay အနည်းဆုံးနားမထောင်เนาะနားထောင်တဲ့အဆင့်ကိုမရောက်သွားရင်တော့မှထားပါတော့ကျွန်တော်ရှေ့မှာကျွန်တော်ရဲ့အမျိုးသမီးရဆိုလည်းကောင်းထားပါတော့ကျွန်တော်ရဲ့အမေရဆိုလည်းကောင်းသိတယ်မလားထားပါတော့အရှေ့မှာတပည့်စည်းလဲနေတပည့်စည်းလဲနေနေပဲ तू ကပစ္စည်းတစ်ခုကို तू ရွှေ့ခြင်းเนาะကျွန်တော်ကသူ့ကိုကြည့်လိုက်တဲ့အခါမှာ तू ကဒီပစ္စည်းကို तू ရွှေ့ခြင်းရွှေ့ဖို့ तू စူးစမ်းနေတယ်တခြားဘဒုမှအကူညီမတောင်းဟဲ့လာပေါင်းပူပေါင်းပြုတ်ပေါင်းအကူညီမတောင်းသူ့ကို तू စူးစမ်းပြီးရွှေ့တော့ကျွန်တော်ဖြတ်ကနေလှမ်းမြင်လိုက်တဲ့အခါမှာဩ तू မနိုင်မနှင်းရွှေ့နေရတာပဲဆိုပြီးသွားပြီးတော့မကူပြီးရွှေ့ပေးလိုက်လွယ်လွယ်လေးပဲဗျဒါက empathy ပဲဟုတ်လားကျွန်တော်တို့ဓာကြီးကိုမမြင်လိုက်လို့ရှိရင်တော့တမျိုးမြင်လိုက်ရဲ့သားနဲ့เนาะမြင်လိုက်ရဲ့သားနဲ့ဩသူ့အစဉ်ပြေသွားမှာပဲလို့ဒါလေးကပေါ့လေးပါလို့တိလားဒါလေးက तू လုံနိုင်သွားမှာပဲဆိုပြီးတော့ကျွန်တော်တို့တွေကလစ်လူရှုတတ်တဲ့အခိုက်အတန့်မျိုးတွေအခြေအနေမျိုးတွေရှိအထူးသဖြင့်ကိုဓမ္မအလုပ်တစ်ခုကိုလုံနေမယ်
အာယုံနေမရလိုက်ဘူးဒါကိုပို့ပြီးတော့အာယုံစိုက်နေမယ်ဒီလိုမျိုးအခြေအနေမျိုးတွေမှာခုနတစ်ဖက်သားကိုကျွန်တော်တို့တွေက empathy မထားလိုက်မိတဲ့ဟာမျိုးဖြစ်တတ်ဟုတ်လားအဲ့တော့ဒါက EQ ပဲဆိုတော့ကျွန်တော်တို့တွေကကျွန်တော်တို့ဘေးမှာရှိနေတဲ့ကျွန်တော်တို့မိသားစုဝင်တွေဆိုလည်းကောင်းကျွန်တော်တို့တွေရဲ့ခုနပြောလို့ couple တွေကျွန်တော်တို့ချစ်သူခင်သူတွေကိုဆိုလည်းကောင်းကျွန်တော်တို့တွေက EQ ကောင်းတဲ့အောက်ထဲမှာကျွန်တော်တို့ empathy ရှိဖို့လိုပါအဲ့တော့ကျွန်တော် coffee တောက်တယ် coffee ရဲ့အရာသာလေးကိုခံပြီးတော့တောက်တယ်လို့မျိုးပဲအခုဆိုဒီ coffee အရာသာကျွန်တော်ပတ်သက်ထဲမှာလုံးဝဆွဲပြီးရှိနေတာပေါ့နော်ပါဇက် full mouth ခေါ်တာပေါ့ပါဇက်ပြည့်လုံးဝပြည့်ပြီးတော့အရာသာအပြည့်ကိုပေးဆွမ်းနေတယ်လို့မျိုးပဲကျွန်တော်တို့တွေကလည်းကျွန်တော်တို့တွေနဲ့အတူတူရှိနေတဲ့ကျွန်တော်တို့မိသားစုဝင်တွေကျွန်တော်တို့ချစ်သူခင်သူတွေ empathy ကိုချင်းစာစိတ်လေးရှိဖို့လိုပါတယ်နောက်တစ်ခုကျွန်တော်တို့ S2 အကြောင်းသွားပါ S2 ဆိုတာကကျွန်တော်တို့ spiritual question ဆိုတော့ကျွန်တော် coffee ဘာလို့တောက်နော်ဒီဘာတောက်ဆိုတော့ coffee ကိုတယောက်နဲ့တယောက်နဲ့တောက်ကြတဲ့ရည်ရွယ်ချက်ချင်းတွေမတူကြပါဟုတ်လားတချို့ကလမ်းဆန်းခြင်းကိုတောက်ဟုတ်နော်တချို့ကတက်ကြွခြင်းကိုတောက်တချို့ကအရာသာခံခြင်းကိုတောက်ဟုတ်လားအရာသာခံခြင်းကိုတောက်တဲ့ထဲမှာပဲတချို့ကအချိုများတာတောက်မယ်တချို့ကအခါများတာတောက်မယ်တချို့ကအချင်များတာတောက်မယ်စသဖြင့်ဆိုတော့ကျွန်တော်တို့ coffee တောက်ကြတဲ့ရည်ရွယ်ချက်တွေရှိပါတယ်နော်ထုံနည်းတူစွာပဲကျွန်တော်တို့တွေဒီ relationship တွေ build လုပ်တဲ့အခါမှာသူ့စီမှာရောကိုယ့်စီမှာရောရည်ရွယ်ချက်တွေရှိအဲ့ဒီရည်ရွယ်ချက်တွေကကျွန်တော်တို့ထုတ်ဖော်ပြောဖို့လိုပါတယ်ဟုတ်လားဒီတော့မှပဲ okay ငါကတော့ဒီကိုသွားမယ်ငါကတော့ဒီလိုလုပ်ချင်တယ်ငါရဲ့ရည်ရွယ်ချက်ကတော့ဒါပါငါရဲ့ပန်းတိုင်ကတော့ဒါပါငါရဲ့ purpose ကတော့ဒါပါဆိုပြီးကျွန်တော်တို့တွေကထုတ်ဖော်ပြောဖို့လိုတယ်အဲ့တော့မှပဲဒီလူသားနှစ်ယောက်ရဲ့အတူတူသွားမဲ့ပန်းတိုင်ကတူသလားမတူဘူးလားဆိုတော့ကျွန်တော်တို့ပြောလို့ရှိရင်တော့ karmic purpose ဆို soul purpose ဆိုပြောချင်တာပြောလို့ရတယ် life purpose ဆိုပြောချင်တာပြောလို့ရတယ်ဒါပေမဲ့အကုန်လုံးပြန်ခြုံကြည့်လိုက်ရင်ရည်ရွယ်ချက်တွေအဲ့ကျွန်တော်တို့တွေရဲ့ရည်ရွယ်ချက်တွေကတူသလားကျွန်တော်တို့တွေ align လုပ်ဖို့လိုပါသူတွေပြမရဘူးငါရည်ရွယ်ချက်အတိုင်းပဲသွားမယ်နင်ကနေဖြစ်ချင်တာဖြစ်မရဘူးနင်ငါနဲ့တူတူပဲသွားရမယ်ဆိုပြီးတော့လေလုပ်လို့လည်းမရပြန်ဘာဖြစ်လို့လဲကျွန်တော်တို့တဲ့လူသားပဲကျွန်တော်တို့ဘေးမှာရှိနေတဲ့လူတွေရတယ်လူသားတွေပဲသူတို့တွေမှာစိတ်ခံစားချက်တွေရှိတယ်အဲ့တော့ကျွန်တော်တို့တွေက align လုပ်ဖို့လိုတယ် align လုပ်ဖို့လိုအဲ့တော့ negotiation လုပ်ဖို့လိုတယ်ညှိနှိုင်းဖို့လိုတယ်ဟုတ်တယ်မလား balance ဖြစ်ဖို့လိုတယ် fair ဖြစ်ဖို့လိုပါတယ်ဒီတော့မှပဲကျွန်တော်တို့တွေတူတူသွားမယ်ရှေ့ဆက်သွားမယ်ဘဝတွေကနော်ရှေ့ဆက်သွားမယ်ဘဝတွေကညီညွတ်နေနော်တာယာနေမှာချောမွေ့နေမှာအေဂျင့်နေမှာဖြစ်အဲ့တော့ S2 ရဲ့ spiritual question အရာပြောမယ်ဆိုရင်ကျွန်တော်တို့တွေက purpose တွေကျွန်တော်တို့တွေသိနေဖို့လို့တို့လို့ purpose တွေကလည်းတူညီနေဖို့လိုပါတယ်ဒါကတော့ S2 နောက်တစ်ခုကျွန်တော်ကြည့်ရအောင် A2 ဆိုတာက adversity question ဆိုတော့ adversity question ကိုကျွန်တော်တို့ဘာလို့ပြောလဲဆိုတော့ကျွန်တော်တို့ရဲ့ဘယ်ပြောမလဲ resilient လို့ပြောမလားเนาะဆိုတော့ခံနိုင်ရည်စွမ်းပေါ့ဆိုတော့ကျွန်တော်တို့တွေဘဝမှာကြုံတွေ့ရတဲ့အခက်အခဲတွေဒုက္ခတွေပြဿနာတွေအစင်မပြေတာတွေကိုလက်တွဲပြီးတော့အတူတူဘလောက်ကြော်ဖြတ်နိုင်တယ်လဲကဒါက adversity question okay coffee တစ်ခွက်အခုနည်းနည်းပူနေသေးတော့မယ်ဒီ coffee ကဖျော်ဖြော်ခြင်းမှာအခုလောက်မခါဘူးဘာဖြစ်လို့လဲအပူဓာတ်ရှိနေဆိုတော့ဒီ coffee ကကြာလေခါလေဖြစ်လာ okay ကြာလေခါလေဖြစ်လာဒါက coffee အများစုရဲ့တဘာဝเนาะကြာလေခါလေဖြစ်လာအဲ့တော့အခုကျွန်တော်ပြန်တောက်ကြည့် yes เนาะကြာလေခါလေဖြစ်လာအဲ့တော့ relationship တစ်ခုကကြာလေခါလေဖြစ်လာနိုင်တယ်ဘာဖြစ်လို့လဲတဘာဝပဲဗျတဘာဝဆွေးနွေးပေကကျွန်တော်တို့တွေဖြတ်တန်းလာခဲ့ရတဲ့ဘဝတွေပြန်ကြည့်ကြည့်ဒီဘဝမှာပဲဖြတ်တန်းလာခဲ့ရတဲ့အချိန်တွေကိုပဲကြည့်ကြည့်ဒုက္ခထက်ဒုက္ခပိုများတယ်ဒါကတဘာဝဟုတ်တယ်နော်ဆိုတော့ဒီဒုက္ခတရားတွေကိုကျွန်တော်တို့တွေအတူတူဘလောက်
ကြံ့ကြံ့ခံရင်ဆိုင်ပြီးတော့ကြော်လွှားနိုင်တယ်လဲဆိုတာဒါ adversity question နော် coffee ရဲ့တဘာဝလည်းကျွန်တော်ပြောပြပါပြီဒီ coffee ပူတော့ကဒီလောက်မခါဘူးကြာလေအေးလေခါလေဖြစ်တယ်ဒါတဘာဝထိုနည်းတူစွာပဲကျွန်တော်တို့ relationship တွေမှာလည်းအချိန်ကြာလာတဲ့အခါမှာကျွန်တော်တို့ကြုံတွေ့ရတဲ့အခက်အခဲတွေအခြေအနေတွေပုံစံတွေပြဿနာတွေကလည်းပို့ပြီးတော့ခါလာတာမျိုးတွေရှိတယ်ပို့ပြီးတော့ကြီးမားလာမျိုးတွေရှိတယ်ပို့ပြီးတော့ကြီးထွားလာမျိုးတွေရှိတယ်ဒါကတဘာဝဆိုတော့အဲ့ဒီအရာတွေကျွန်တော်တို့ဘယ်လောက်ထိကြံ့ကြံ့ခံဖြည့်ရှင်းနိုင်မလဲကြံ့ကြံ့ခံပြီးတော့ရင်ဆိုင်ကြော်လွှားနိုင်မလဲတူးတယောက်တည်းမဟုတ်ဘူးเนาะအတူတူဘယ်လိုကြော်လွှားနိုင်မလဲဆိုတာကလည်းဓမ္မเนาะဓမ္မအနေနဲ့ကျွန်တော်တို့ပြောင်းလဲသွားဆိုတော့ကျွန်တော်တို့ရှေ့မှာရှိနေတဲ့အရာတွေကတဘာဝတွေအခုန physical မှာကြည့်မယ်ဆိုလဲအတူတူကျွန်တော်တို့လှုပ်ကြတယ်အတူတူချက်ကြတယ်အတူတူပြုတ်ကြတယ်အတူတူတန်ရှင်းလှုပ်ကြတယ်အတူတူလေ့ကျင့်ခန်းတွေလှုပ်တယ်အဲ့ဒါကိုကတဘာဝဟုတ်လားဒါပေမဲ့အတိကနေမှရလာတဲ့เนาะခိုင်မြဲတဲ့ relationship ကြည်နူးမှုတွေပျော်ရွှင်မှုတွေအဲ့ဒါတွေကဓမ္မကျွန်တော်တို့စိတ်ထဲကိုရောက်โอเคခုနအီကျူမှာဆိုလို့ရှိရင်လည်းเนาะတစ်ဖက်သားကိုကျွန်တော်တို့တွေကကူညီပေးတယ်တစ်ဖက်သားကိုကျွန်တော်တို့တွေကဖေးမပေးတယ်တစ်ဖက်သားကိုကျွန်တော်တို့တွေကလှုပ်ပေးတယ် empathy ဟုတ်လား empathy ဒါကတဘာဝလှုပ်ပေးလိုက်တဲ့အရာတွေကတဘာဝကျွန်တော်ပြန်ရလာတဲ့အရာတွေကဓမ္မဟုတ်တယ်မလားသူအစဉ်ပြေသွားတာမြင်လိုက်ရတဲ့စိတ်ထဲမှာကြည်နူးသွားတယ်ဟုတ်လားပျော်ရွှင်သွားတယ်ဝမ်းသာသွားတယ်ကျေနပ်သွားတယ်အားရသွားတယ်ပီတိဖြစ်သွားတယ်အဲ့ဒါတွေကဓမ္မโอเคပရိ၎င်းမယ်သူ purpose ရှိတယ်ကျွန်တော်တို့သိသွားတယ်အော်သူကဒီကိုသွားကျင်တာပဲဟောသူကဒါလုပ်ချင်တာပဲဟောသူကဒါလေးလိုချင်တာပဲသိသွားโอเคကိုကရောโอเคကိုကတော့ဒါလုပ်ချင်တယ်ဒါလိုချင်တယ်ဒါဖြစ်ချင်တယ်နှစ်ယောက်ညှိမယ်ညှိတာက negotiation align လုပ်တာအဲ့ဒါကတဘာဝဟုတ်လားကျွန်တော်လုပ်ကိုလုပ်ရတယ်တဘာဝကျွန်တော်ငင်းဆန်လို့မရလုပ်ကိုလုပ်ရတယ်အဲ့ဒါကတဘာဝโอเคဒီလိုမျိုးညှိလိုက်တယ်နှိုင်းလိုက်တယ်ဟုတ်တယ်မလားချိန်ညှိလိုက်တယ်ရှင်ထိုးလိုက်တယ်ကျွန်တော်တို့on the table မှာပဲ on the same page မှာပဲကျွန်တော်တို့ညှိလိုက်တယ်ဆိုလို့ရှိရင်ဒီ purpose ရည်ရွယ်ချက်တစ်ခုကိုကျွန်တော်တို့ရသွားတဲ့အခါမှာဒါကဓမ္မအနေနဲ့ကျွန်တော်ပြောင်းသွားတယ်အဲ့ဖြစ်လို့လဲငါတို့နှစ်ယောက်ရဲ့အိမ်မက်ရသွားပြီဟုတ်လားအောင်မြင်သွားပြီဒီဟာလေးကိုလေးပိုင်ဆိုင်ခွင့်ရသွားပြီအတူတူဒါကဓမ္မအနေနဲ့ပြောင်းသွားတယ်အဲ့တော့ဂုဏညှိနှိုင်းလိုက်တဲ့အရာတွေကတဘာဝအဲ့ဒီကနေမှအိမ်မက်တွေအကောင့်ထဲပေါ်လာတာကဓမ္မโอเคညှိနှိုင်းလိုက်တဲ့အခါမှာတင်ပဲနှစ်ယောက်ကအစဉ်ပြေသွားတယ်ပြေလည်သွားတာကဓမ္မစိတ်ထဲမှာကြည်နူးသွားတယ်အေးငါသူနဲ့အတူတူဆက်ပြီးတော့ရှေ့ဆက်သွားเสียမျောလင်းချက်တွေရှိသွားပြီဟုတ်တယ်မရှေ့ဆက်သွားเสียရည်ရွယ်ချက်တွေရှိသွားပြီငါတို့နှစ်ယောက်အတူတူသွားမယ်အဲ့ဒီဟာတော့ကိုခွန်အားတွေရသွားတယ်အဲ့ဒါကိုကဓမ္မโอเคအဲ့တော့ကျွန်တော်တို့ adversity ခုနကျွန်တော်အခက်အခဲတွေကျွန်တော်ကြုံရတယ်ကြုံတယ်အခက်အခဲတွေရောက်လာတယ်ဒုက္ခတွေရောက်လာတယ်အဆင်မပြေတာတွေရောက်လာတယ်ပြဿနာတွေရောက်လာတယ်အတူတူရင်ဆိုင်တယ်အဲ့ဒါကိုကတဘာဝဟုတ်နော်အတူတူရင်ဆိုင်ရတာကတဘာဝရင်ဆိုင်နေရင်လည်းပဲသူ့အားနည်းချက်တွေကိုကဖြည့်ဆည်းပေးတယ်ကိုယ်အားနည်းချက်တွေ तू ကဖြည့်ဆည်းပေးတယ် तू လိုတာတွေကိုကလှုပ်ပေးတယ်ကူပေးတယ်ကိုလိုတာတွေ तू ကလှုပ်ပေးတယ်ကူပေးတယ်အဲ့ဒါကိုကတဘာဝโอเคအဲ့ဒါတဘာဝပဲဘာမှထူးခြားမဟုတ်ဘူးထူးဆန်းနေတာမဟုတ်ဒါကတဘာဝပဲโอเคအဲ့ဒီတဘာဝကိုကျွန်တော်တို့လုံနေရင်းနဲ့တင်ပဲကြောက်ကိုကြောက်ပူပြီးတော့ချစ်လာတယ်ပူပြီးတော့ဂယူးဆိုင်တက်လာတယ်ပူပြီးတော့ကျင်နာတက်လာတယ်ပူပြီးတော့ဖေးမတက်လာတယ်ပူပြီးတော့နားလည်မှုတွေရှိလာတယ်အဲ့လာကကျွန်တော်တို့ပြန်ရသွားတယ်ဓမ္မဟုတ်လားโอเคဒီအခက်အခဲတစ်ခုလုံးကျွန်တော်တို့ကြော်လွှားနိုင်ခဲ့ပြီဆိုရင်ဒါဆိုလို့ရှိရင်ဒီဓမ္မကပူပြီးတော့အောင်မြင်သွားတယ်ပူပြီးတော့ကြီးမားသွားတယ်ပူပြီးတော့ကျွန်တော်စိတ်ချမ်းသာမှုရအောင်ဒါကဓမ္မဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ဒီပတ်ဝန်းကျင်မှာကျွန်တော်တို့ဒီလုံနေတဲ့ဟာတွေကဒီသဘာဝနဲ့ဓမ္မတွေကျွန်တော်တို့ရှိဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ်ပေါ့နော်โอเคနား
okay ဆိုတော့ဒီတဘာဝဓမ္မတွေကိုကျွန်တော်တို့နားလည်သွားပြီဆိုလို့ရှိရင်ခုနကျွန်တော်တို့ question เนาะဆိုတော့၄ခုပြီးသွားပြီနောက်တစ်ခုဆက်သွားမယ်ဆိုတော့ social ဒါမှမဟုတ်လဲ cultural question အဲ့ဒါကိုကျွန်တော်တို့ကပြောလို့ရှိရင်တော့ relationship ဘိုင်းကိုအဓိကသွားတာဆိုတဲ့ပြကျွန်တော်တို့ social မှာဆိုကျွန်တော်တို့တွေက communication ကိုအဓိကလုပ်ရတယ်ဟုတ်တယ်မလားပြောဆိုဆက်ဆံနေရတယ်အဲ့တော့ကျွန်တော်တို့ relationship တွေမှာလည်းပြောဆိုဆက်ဆံမှုတွေရှိလို့ရှိအဲ့တော့ခုနကျွန်တော်အရှိမပြောရတဲ့နားထောင်ခြင်းเนาะနားထောင်ခြင်းပြီးရင်ကိုယ့်ဘက်ကနေပြန်ပြီးတော့ပြောခြင်းဟုတ်လားဆိုတော့နားထောင်တာကိုကျွန်တော်ခုနရှိမပြောထားတယ်နှစ်ယောက်တူတူရှိတဲ့အချိန်မှာအတက်နိုင်ဆိုနားထောင်โอเคအဲ့တော့ तू ပြောရင်ကိုနားထောင်ကိုပြောရင် तू နားထောင်ပါလိမ့်မယ်ဒါမျိုးသွားတာโอเคနားထောင်ပြီးရင်ပြောတဲ့အချိန်မှာလည်းခုနပြောလို့မှန်ကန်ပြီးတော့ချိုတာတဲ့စကားတွေပြောရတာဖြစ်တယ်လို့မှန်ကန်ပြီးတော့ခါတက်တဲ့စကားတွေလည်းပြောဖို့လိုပါတယ်โอเคဒါကကျွန်တော်တို့ communication เนาะ relationship မှာအရေးကြီးတဲ့ communication ပါပဲအဲ့လောက်ပဲကျွန်တော်တို့က social question ထဲမှာထည့်ထားမယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့တွေပြောစရာရှိတဲ့စကားတွေပြောမယ်ကျွန်တော်တို့တွေနားထောင်ရမယ့်အချိန်မှာနားထောင်မယ်ဆိုကျွန်တော်တို့တွေရဲ့ social question ကမြင့်တက်လာမှာပဲဖြစ်တယ် okay ပြီးသွားရင်ကျွန်တော်တို့ environmental question ကိုသွားမယ်ဆိုတော့ကျွန်တော်ပတ်ဝန်းကျင်မှာဒါပါကျွန်တော်လက်ရှိပတ်ဝန်းကျင်မှာအဖြူရောင်ရှိတယ်အစိမ်းရောင်ရှိတယ်ဒီနှစ်ခုပဲများတယ်ကြည့်ကျွန်တော်ဖယ်လိုက်လို့ရှိရင်အဖြူရောင်နဲ့အစိမ်းရောင်ပဲများတယ်အဲ့တော့ဒီဟာတွေကိုကျွန်တော်တို့ကြည့်တဲ့အခါမှာစိတ်ထဲမှာဘယ်လိုခံစားအေးချမ်းနေနော်စိတ်လန်းနေကြည်နူးမှုတွေရဒါကကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်နဲ့ဒီအကြောင်းအရာရှိအဲ့တော့ကိုယ့်ပတ်ဝန်းကျင်မှာကိုကဘယ်လိုအကြောင်းအရာတွေကျွန်တော်ဖန်တီးထားလဲโอเคကျွန်တော်တို့ relationship တွေ couple တွေမှာလည်းဟုတ်လားကျွန်တော်တို့တွေကဘယ်လိုပတ်ဝန်းကျင်ကိုဖန်တီးထားလဲကျွန်တော်သိဖို့လို့ဆွေးတိပေကဟိုမှာထားပါတော့ maybe အိမ်တောင်ကြီးတစ်ခုမှာပေါ့နော်ဆိုတော့ဗာလဲအမျိုးသားအပြင်မှာအလုပ်လုပ်ပြီးတော့ပြန်လာတိမ်လုံးရှုပ်ပွားဘလို့ခံစားဒါ environment ဟုတ်လားဘလို့ခံစား okay ဒါမျိုးဆိုတော့အမျိုးသမီးကနော်အမျိုးသမီးကအပြင်သွားတယ်ထားပါတော့ဈေးသွားဝယ်တယ်ပြန်လာဆိုတော့အမျိုးသားကတိမ်လုံးဖွာတာအမျိုးသမီးဘလို့ခံစားဒါ environment ပဲဟုတ်လားဆိုတော့ကျွန်တော်တို့ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ environment ကိုကျွန်တော်တို့ view စိုက်ဖို့လိုတယ်ဗျဆိုတော့ကျွန်တော်တို့တွေရဲ့အာယုံကျွန်တော်တို့တွေရဲ့ပြောရင်တော့ဒီစက္ခုအာယုံဒါမှမဟုတ်လေအတန်ဆိုလေတောတအာယုံဒါမှမဟုတ်အနံ့ဆိုလို့ရှိရင်ဒီဘက်ကကဏ္ဍအာယုံတွေကပတ်ဝန်းကျင်ကနေလာတာအဲ့တော့ဒီပတ်ဝန်းကျင်ကိုကျွန်တော်တို့တွေက view မစိုက်ဘူးဆိုရင်ကိုယ့်ဘေးနားမှာရှိနေတဲ့လူကို view မစိုက်တဲ့နဲ့အတူတူပဲအဲ့တော့ဒီ environmental question ကလည်းအရန်အရေးကြီးတဲ့အထဲမှာပါတယ်အဲ့တော့ကျွန်တော်တို့ကိုယ့်ဘာသာကို view စိုက်ဖို့လဲလိုသလိုကိုယ့်ဘေးနားမှာရှိတဲ့လူကိုလဲ view စိုက်ဖို့လိုသလိုကိုယ့်ပတ်ဝန်းကျင်ကိုလဲကျွန်တော်တို့တွေ view စိုက်ဖို့လိုပါတယ်ဒါကပဲ environmental question ကိုပြောလို့ရတယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်တို့ moral question ကတော့ကျွန်တော်တို့တွေရဲ့ကိုကျင့်တရားဟုတ်လားအဲ့တော့အလွယ်ပြောရလို့ရှိရင်တော့တစ္ဆာတရားတွေပါမယ်ဟုတ်နော်ပြီးရင်ကျွန်တော်တို့ ethic နော်ကျွန်တော်ကိုကျင့်တရားတွေပါမယ်ဆိုတော့အိမ်တော်ရေးမှာဆိုလို့ရှိရင်လည်းဒါအမျိုးသားစောင့်ထိန်ရမယ့် ethic တွေရှိတယ်သူ့ရဲ့ဝတ္တရားတွေရှိသလိုအိမ်တော်သူအမျိုးသမီးစောင့်ထိန်ရမယ့် ethic တွေရှိတယ်ဝတ္တရားတွေရှိတယ်ဒါတွေကိုယ်တိုင်က moral question အဲ့တော့တယောက်ကဖောက်ပြန်နေမယ်ဆိုရင်ဒါသူ့မှာ moral question မကောင်းတော့အဲ့တော့တယောက်ကဖောက်ပြန်ဖို့အတွက်နော်လမ်းစာကိုရောက်နေပြီဖောက်ပြန်ဖို့အတွက်ခြေဦးလှည့်နေပြီဆိုဒါသူ့ရဲ့ moral question မကောင်းတော့ဟုတ်လားဒါမှမဟုတ်ရှင်လည်းအိမ်ရပစ္စည်းတွေကိုထားပါတော့ထားပါတော့မှာကိုယ့်ရဲ့အိမ်သူတထဒါမှမဟုတ်ရှင်ကိုယ့်ရဲ့အမျိုးသားမသိဘဲနဲ့ယူမယ်ရောင်းမယ် maybe အဲ့ဒီငွေနဲ့လောင်းကစားလုပ်မယ်စသဖြင့်ဒါတွေက moral question တွေမရှိတော့တာ moral question တွေမကောင်းတော့တာဒါတို့ကျွန်တော်နားလည်ဖို့လိုတယ်အဲ့တော့ကိုယ့်ရဲ့ relationship ကိုရေရှည်တည်တောင်ကျွန်တော်တို့လှုပ်ချင်တယ်ရေရှည်သွားခြင်းတယ်ဆိုလို့ရှိရင်ဒီ question ၈ခုလုံးကျွန်တော်တို့တွေနားလည်ဖို့လိုသလိုကိုယ်တိုင်လည်းဖြည့်ဆည်းဖို့လိုတယ်ကိုယ့်ရဲ့အိမ်သူတက်တာဒါမှမဟုတ်ရှင်လည်းကိုယ့်ရဲ့ couple ကိုယ့်ရဲ့ relationship ကိုလည်းဖြည့်ဆည်းနိုင်အောင်ကျွန်တော်တို့တွေက support ပေးဖို့လိုတယ်လမ်းညွှန်ပေးဖို့လိုတယ် coffee တစ်ခွက်ဟုတ်နော်ကျွန်တော်တို့တွေ coffee တစ်ခွက်တောက်တာကလွယ်လေးပဲဒါပေမဲ့အခုကျွန်တော်ပြောရတဲ့เนาะဆိုတော့ coffee counseling for couple ခေါင်းစဉ်တွေကျွန်တော်တို့အလွယ်တကူမသိနိုင်ခဲ့ဘူးအဲ့တော့အခုကျွန်တော်ဒီနေ့ပြောရတဲ့အကြောင်းအရာကတော့
coffee တောက်နေရင်းနဲ့ coffee တစ်ခွက်ကနေမှဖြစ်ပေါ်လာတဲ့เนาะဒီ counseling နဲ့ပတ်သက်တဲ့အကြောင်းတရားတွေပြောလို့ရှိရင်ဒီ couple တွေအတွက်ကို relationship တွေအတွက်ကိုကျွန်တော် 8Q เนาะဆိုတော့ question 8ခုနဲ့ကျွန်တော်ဒါချိန်ပြီးတော့ကျွန်တော်ဒါပြောပေးသွားတာဖြစ်တယ်ဆိုတော့ဒီ 8Q နဲ့ပတ်သက်ပြီးတော့ကိုတိုင်း assessment လုပ်ဖို့အတွက်ကျွန်တော်စီမှာဟိုပါပေါ့guide book လေးရှိတယ်အဲ့တော့ကျွန်တော်ပြောလို့ရှိရင်အောက်မှာကျွန်တော်ဒီကျွန်တော်ရဲ့ Telegram link လေးကျွန်တော်ချပေးထားမယ်အဲ့ဒီမှာကျွန်တော်ရဲ့ guide book ကိုလာပြီးတော့ယူလို့ရတယ်ကိုပါစာကို assessment လုပ်ကြည့်ဒါဆိုလို့ရှိရင်ကိုလက်ရှိ 8Q ထဲမှာเนาะကိုရဲ့အခြေအနေဘယ်လိုရှိနေလဲကိုဘယ်နေရာမှာအားနည်းနေတယ်ကိုဘယ်နေရာမှာအားတာနေတယ်ကိုဘာတွေလုပ်ဖို့လိုတယ်ဆိုတဲ့အကြောင်းအရာတွေကဒီ guide book ထဲမှာရှိတယ်အဲ့တော့ကိုလုပ်ပြီးသွားလို့ရှိရင်ဒီဟာကိုကိုရဲ့ချစ်သူခင်သူတွေကိုလည်းလှုပ်ခိုင်းဒါဆိုလို့ရှိရင်ကျွန်တော်တို့ရေရှည်တည်ဆောက်သွားမယ် relationship တစ်ခုကခိုင်မြဲသွားမယ်တာရှည်သွားမယ်အေးချမ်းမှုတွေရမှာပဲဖြစ်ပါတယ်ပေါ့နော် okay ဆိုတော့ဒီနေ့ရဲ့ကျွန်တော်ရဲ့ coffee counseling for couple ဆိုတဲ့ဒီ sharing session လေးကတော့ဒီမှာပဲကျွန်တော်တို့အဆုံးသတ်ပါပြီအဲ့တော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ကျွန်တော်ကတော့ရန်ရှင်းပါကျွန်တော်လက်ရှိဘန်ကောက်မှာရောက်နေပါတယ်ဆိုတော့လက်ရှိချက်တနာ coffee ဆိုင်လေးမှာကျွန်တော်လက်ရှိရှိနေပါတယ်ဆိုတော့လိုအပ်တဲ့အကြံဉာဏ်တွေဒါမှမဟုတ်လိုအပ်တဲ့ counseling တွေဒါမှမဟုတ်လိုအပ်တဲ့စိတ်ပိုင်းဆိုင်ရာအထောက်အကူပြုမဲ့အကြောင်းအရာတွေကိုကျွန်တော်နဲ့လာပြီးတော့တိုင်ပင်လို့ရတယ်ဆွေးနွေးလို့ရတယ်အကြံဉာဏ်တွေရယူလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်မနက်ဖြန်เนาะမနက်ဖြန် day 4မှာဘယ်အကြောင်းအရာလေးနဲ့စပြီးတော့တွေ့မယ်ဆိုတော့လေကျွန်တော်တို့ရင်ခုန်စိတ်လို့ရှာဖို့ကောင်းနေပါပြီပေါ့เนาะဆိုတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်တာယာတဲ့နေ့လေးဖြစ်ပါစေ Happy Valentine Day ပါ